all over မင်္ဂလာပါခင်ဗျာခုစပေါ် channel นี่ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပထမဦးဆုံးရွေးချယ်ထုတ်သက်ပေးမယ့်ပွဲစီလေးကတော့စန်တာလင်အသင်းနဲ့လီဗာပူးသေးပွဲစီဖြစ်ပါတယ်အဝေးခွေကလောက်သားတဲ့လီဗာပူးသေးကတော့တစ်လုံး90နဲ့ပေါင်တာဖြစ်ပါတယ်ကိုပေါင်ကြီးကတော့နှလုံး90စုပ်ပေါင်တာဖြစ်ပါတယ်ဒီနေ့တင်းလုံးရဲ့ကားရဖောင်ကိုကြည့်ရမယ်ဆိုရင်တော့ဒီနေ့တင်းလုံးရဲ့ကားရဖောင်အရေးနဲ့မကောက်ပါဘူးအဝေးခွေကလောက်သားလီဗာပူးသေးဟာဒီပတ်ကောက်ရင်နောက်ပတ်မကောက်ပါဘူးချင်းမငြိဘူးပေါ့ဗျာအဲ့ဆင်းဆန်လန်တဲ့ကတော့အဲ့ဝေးဆိုတော်တော်လေးကောင်းတယ်ဗျအဝေးဝေးဆိုရင်သူကတော်တော်လေးအားနေတာဖြစ်ပါတယ်ဒါပေမဲ့ဆန်လန်တဲ့ကတော်တော်လေးထူးခြားနေတာတစ်ခုရှိရဗျဒီရဒီမှာအဲ့ဝေးမှာဗျလုံးဝဆုပ်ပွဲမရှိသေးတော့အသေးသေးလည်းဖြစ်ပါတယ်အဝေးဝေးကလောက်စားလီဗာပူးတဲ့လုံး90နဲ့ပေါက်တယ်ဗျလီဗာပူးဖေးကနေချီစီယာကြီးပေါ့ဗျသူလူတော်တော်များများလည်းဒီလီဗာပူးဖေးရပဲတော်တော်လေးကိုနေကြမှာဖြစ်ပါတယ်ဒါပေမဲ့ညဗျမန်ယူလည်းတလုံး90နဲ့ပေါက်တယ်ဗျဒီမန်ယူနဲ့ဝက်ဟန်နဲ့ကန်တဲ့ပွဲနဲ့ခုလီဗာပူးနဲ့ဆာလာနဲ့ကန်တဲ့ပွဲကြီးကဆေတူသွားကြနေရဗျာကြီးကအရန်ပါလို့ကျွန်တော်ထည့်ရဗျာဘာဖြစ်လဲဆိုတော့ဗျာကျွန်တော်ညကပြောခဲ့လို့ဗျာမန်ယူ၄ပွဲစစ်တဲ့ကြီးရောက်ထားတယ်၅ပွဲစစ်တဲ့လို့ကြီးမအောင်နိုင်ဘူးလို့ကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ကျွန်တော်ဝက်ဟန်ကမန်ယူကိုတော်တော်ဒုက္ခပေးရလို့ကျွန်တော်ပြောခဲ့တာဖြစ်ပါတယ်ဒီပွဲလေးမှာကျွန်တော်ဝက်ဟန်ဘိုဒီကိုကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်ဗျာကျွန်တော်ဒီနေ့မှလည်းကျွန်တော်ဆန်တာလင်းကလီဗာပူးတွေကိုတော်တော်ဒုက္ခပေးနိုင်တဲ့အသေးသေးတသေးထမ်းမှပါတယ်ဗျာအနည်းဆုံးတော့ဗျာသူကဗကြီးရောက်တော့ကစားနိုင်မှုကျွန်တော်ထင်ဗျာလီဗာပူးတဲမှာအဓိကကစားသမားဒီယာဒီရဲ့အကောက်ဆုံးကစားသမားဗျာစပါစလွိုင်းမန်စီးတီးနဲ့ပွဲမှာထုတ်ကြထိတယ်ဗျာသူကဒီပွဲကိုမပေါ့ဝင်နိုင်ဘူးဖြစ်ပါတယ်ကျွန်တော်တော့ဒီပွဲစဉ်မှာစန်တာလင်းဘိုဒီကိုကျွန်တော်ကြိုက်ပါတယ်ဗျာကျွန်တော်စီမှာဖိုက်တုံးလုံးအကောက်တိတ်ဖွင့်ပြီးလက်ကစားလို့ရပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့နော်တင်ဟန်ဖိုးရဲ့တင်းနဲ့ဝူဘော်ဟန်တန်တဲ့ပွဲစဉ်ဖြစ်ပါတယ်နော်တင်ဟန်ဖိုးရဲ့တင်းကတစ်လုံး40နဲ့ပေါက်အောင်ဖြစ်ပါတယ်ဂိုးပေါင်းကြီးတော့နှလုံးစုပ်ပေါက်အောင်ဖြစ်ပါတယ်ဒီနေ့တင်းလုံးရဲ့ကားရဖောင်ကိုကြည့်ရမယ်ဆိုရင်တော့ဒီနေ့တင်းရဲ့ကားရဖောင်တော့နော်တင်ဟန်တဲ့ကားရဖောင်အရေးမကောက်ဘူးအဝေးဝေးကလာတော့တဲ့ဝူဘော်ဟန်တဲ့အသေးကြီးရဗျာတော်တော်လေးစုပ်ပြတ်ဖတ်နေတာဗျာဒီတင်းကဗျာတန်းရှင်းသွားပြီဗျာဒီသေးကိုဗျာဘယ်တင်းကနိုင်ဒီသေးကိုနိုင်ရင်အသေးကြီးပဲဒါပေမဲ့ဒီပွဲစဉ်မှာဗျာတလုံး40နဲ့ဆိုရင်ကြည့်ရကျွန်တော်တို့ကြည်အရင်ပေါ်နေကျွန်တော်ထေးတယ်ဗျာဒါပေမဲ့ဒီပွဲစဉ်မှာတော့အရှင်နော်တင်ဟန်သေးကဒီပွဲစဉ်မဖြစ်မနေအနိုင်ယူရမှာဖြစ်ပါတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ဗျာဒီပွဲစဉ်ကို तू နိုင်မသားတယ် तू ကတက်ရှိတော့လော့မှာဗျာဒီပွဲကို तू ကမဖြစ်မနေ तू ကအနိုင်ယူရမှာဖြစ်ပါတယ်ကျွန်တော်တော့နော်တင်ဟန်ဖွဲ့ရတဲ့ဒီပွဲစဉ်အနိုင်ယူပြီးရ तू ကတက်ရှိဆိုရဲ့အထက်ကို तू ကတေးသွားမယ်လို့ကျွန်တော်ထေးတယ်ဗျာဒီပွဲစဉ်မှာကျွန်တော်အရှင်နော်တင်ဟန်ဖိုးရေးပဲကျွန်တော်ဘူဒီထက်ကြိုက်တယ်ဗျာနောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဘိုင်ယန်အသင်းနဲ့အော်ပီလက်စီတဲ့ပွဲဖြစ်ပါတယ်ဘိုင်ယန်အသင်းကနှလုံး40အနိုင်ပေါက်တာဖြစ်ပါတယ်ကိုပေါကြီးကတော့၄လုံးတည်ပေါက်တာဖြစ်ပါတယ်ဘိုင်ယန်အသင်းကကာယဖောက်ကြည့်မှာတော်တော်လေးကောင်းတာဖြစ်ပါတယ်အဝေးကလောက်သားတဲ့အော်ပီလက်စီတဲ့ကတော့ကာယဖောက်အရင်လည်းမကောင်းဘူးဗျာဒါပေမဲ့ဒီဘိုင်ယန်နဲ့အော်ပီလိုက်စီနဲ့တွေးတဲ့ပွဲမှာဗျာဘိုင်ယန်ကဂူးပြက်ကြီးပဲပွဲထားတာဗျာဒီပွဲစီကကာတာဖိုင်နယ်ပွဲစီတစ်ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဘိုင်ယန်ကအနည်းဆုံး2 goal တော့ပြက်နေတော့ကျွန်တော်ထည့်ဗျာဒီပွဲစီမှာကျွန်တော်အိရှင်ဘိုင်ယန်ကိုပဲကျွန်တော်ကြိုက်တယ်ဗျာအိရှင်ဘိုင်ယန်ဘူဒီကိုကျွန်တော်ကြိုက်ပါတယ်နောက်ထပ်ပွဲစီတစ်ပွဲကတော့ဘူလိုနာအသင်းနဲ့လာဇီယိုတဲ့ပွဲစီဖြစ်ပါတယ်အိရှင်ဘူလိုနာတဲ့ကတော့ဒီကြီး60စုပ်ပေါင်တာဖြစ်ပါတယ်ဂိုးပေါင်းကြီးကတော့နှလုံး20စုပ်ပေါင်နေတာဖြစ်ပါတယ်ဒီပွဲစီကတော့ကွာတာဖိုင်နယ်ဖြစ်ပါတယ်အဝေးဝေးကလာစားတဲ့လာစီယိုသေးကားရဖာရတယ်အရေးကြီးလည်းမကောက်ဘူးဗျအဲ့ရှင်ဘိုးနာတဲ့ကားရဖာရတယ်အရေးကြီးမကောက်ဘူးဗျဒါပေမဲ့ဒီပွဲစီမှာဗျာလာစီယိုနဲ့ဘိုးနာရဲ့ပွဲစီမှာဘိုးနာကဘကြီး60စုပ်လောက်ပေါင်တယ်ကြီးကအရင်ပြင်းရလို့ကျွန်တော်ထည့်တယ်ဗျဒီပွဲချိန်မှာကျွန်တော်တို့ဘိုလိုနာပဲနိုင်သွားမလို့ကျွန်တော်ထင်ဘိုလိုနာနိုင်ပြီးနောက်တစ်ဆင့်ကို तू ကတက်လန်းသွားမလို့ကျွန်တော်ထင်တယ်ဗျာ तू ကဆီမီဖိုင်နယ်ကိုဘိုလိုနာပဲတက်လန်းသွားမလို့ကျွန်တော်ထင်တယ်ဗျာလာဇီယိုတဲကတော့ तू ကဗျာခြေကအရင်ကြီးလည်းမကောက်ဘူးဗျာဒါပေမဲ့ကျွန်တော်ဒီပွဲချိန်မှာကျွန်တော်တို့ဗျာအဲ့ရှေဘိုလိုနာဘိုဒီကိုကျွန်တော်ပို့ပြီးသဘောကျနေတယ်ဗျာအဲ့ရှေဘိုလိုနာအနေရောက်ရှိတော့မလို့ကျွန်တော်ထင်တယ်ဗျာဒီပွဲချိန်မှာကျွန်တော်အဲ့ရှင်ဘိုလိုနာဘိုဒီကိုကျွန်တော်ကြိုက်ပါတယ်ကျွန်တော်စီမှာမတ်ဘောဝင်မယ်ဆိုရင်3မြောက်ကို88958839ကိုလာရမင်းများဆက်တာနိုင်ပါလေခင်ဗျာအားလုံးစီပီကြပါစေဗျာကျွန်တော်စီမှာဖွဲ့တယ်လို့အကောက်တိတ်ဖွင့်ပြီးရလက်ကစားလို့ရပါလေခင်ဗျာအားလုံးစီပီကြပါညီကိုတွေ